ရော့ကနဝင်းလေးဖြူရဲ့တီဆိုပေးမှုနဲ့အတူပွဲထွက်လာခဲ့ပြီးနောက်ဆုံးပွဲကိုအနိုင်နဲ့ပိတ်သိမ်းနိုင်ခဲ့တဲ့အောင်လာအဆန်းပရိသတ်များရဲ့မိလာများ MCrazy ကနေပြန်လဲကြိုလိုက်ပါရင်မြန်မာပရိသတ်တွေတက်ကတော့စိတ်ကျဉ်တဲ့ဆရာနိုင်ပွဲပါပဲမြန်မာရော့ကနဝင်းကြီးလေးဖြူရဲ့အမေရိကန်နဲ့တီဆိုဖျော်ရည်မှုကလည်းကျင်းတဲ့ဆရာသဘောကျစရာဖြစ်ခဲ့ပါတယ်အောင်လာအဆန်းအနေနဲ့နိုင်ပွဲကိုစတင်ရရှိခဲ့တဲ့ဝမ်ချန်ပီယံရှစ်ကစားမဘွားကိုနိုင်ပွဲနဲ့လှလှပပပိတ်သိမ်းနိုင်ခဲ့တာမျိုးဖြစ်ပါတယ်။ဘာကင်ပြည်သူကိုယ်တိုင်လာရောက်အားပေးနေတဲ့ပွဲမြန်မာပရိသတ်တွေရုံလုံးပြအားပေးနေတဲ့ပွဲမှာထက်ထက်တန်နိုင်ပွဲကိုရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အောင်လာရဲ့မိသားစုကလည်းတီဗီကနေအားပေးနေတာပါ။ဒီလိုပွဲမျိုးမှာအောင်လာအနေနဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကိုထုတ်ပြသွားခဲ့ပြီးထိုက်တန်တဲ့နိုင်ပွဲကိုရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အောင်လာကသူကြော်ပြောထားတဲ့အတိုင်းမြန်မာပရိသတ်တွေကိုအထူးစီစဉ်တဲ့ surprise လည်းတိုက်ခဲ့ပါတယ်။မြန်မာအားကစားလောကရဲ့ကနဝင်ကိုရောဂီတာလောကရဲ့ကနဝင်ကိုပါတွဲပြီးမြင်လိုက်ရတာလည်းဖြစ်ပါတယ်။လေးဖြူကအတန်ကြီးပေမဲ့ PSC သေးဘူးဆိုတာအမဲလိုက်ကသချင်းကိုတီဆိုပြီးတော့ပြသသွားခဲ့တာဖြစ်ပါတယ်။ပထမအချီကတော့တေးပြီးပြောစရာမရှိခဲ့ပါဘူး။ကစားမတို့ကြမှာအပြန်လန် low block ဖြစ်ခဲ့ပါတယ်။ကာဒစ်စတန်ကအွန်လိုင်းအောက်ပိုင်းကိုကန်ပြီးတယ်လို့အွန်လိုင်းကလည်းကာဒစ်စတန်ရဲ့အောက်ပိုင်းကိုကန်ခဲ့မိတာဖြစ်ပါတယ်။တူမြေစမ်းခန်းပြိုးပြီးကစားနေတာကြောင့်လေ့ကျင့်ခန်းဆင်းနေတယ်လို့ sparring ဆွဲနေတယ်လို့ပဲရှိခဲ့ပါတယ်။ဒါကလည်းပထမအချီမို့ဖြစ်မှာပါ။ MMA ပွဲဆိုပေမဲ့လုံးဝမပူးမလုံးခဲ့ပဲ striking တည်တယ်ပဲကစားသွားခဲ့ပါတယ်။အွန်လိုင်းရဲ့နောက်ဆုံးပွဲမို့လို့ဖျော်ဖြေပေးခြင်းပုံရပါတယ်။ဒုတိယအချီမှာတော့ကာဒစ်စတန်ကအွန်လိုင်းကိုရှောင်ကစားရင်းနဲ့မလို့အပ်ပဲလှုပ်ရှားမှုတွေများပြီးတက်လုံကျသွားခဲ့ပါတယ်။သူရဲ့အမင်းကန်ချန်နဲ့ဒေါင်ရိုင်းချက်တွေကလည်းကောင်းပါတယ်။အောင်လာဖူးအောင်သွားတာပါ။အောင်လာကတက်လုံကျနေတဲ့ကာဒစ်စတန်ကိုကြောင်ပိတ်ထိုးနိုင်ခဲ့ပါတယ်။ဂျိုအိုင်နာအောင်လာရဲ့ပိတ်ထိုးမှုကိုကာဒစ်စတန်အလူးလက်ခံလိုက်ရပြီးနောက်ဆုံးမှာတော့ဘာမှပြန်မလုပ်နိုင်ခဲ့ပဲအလဲထိုးနဲ့ရှုံးနေသွားခဲ့တာဖြစ်ပါတယ်။အောင်လာအနေနဲ့တကယ်တမ်းမှာသူ့ရဲ့နောက်ဆုံးပွဲကိုမြန်မာပြည်မှာကျင်းပကျင်ခဲ့တာပါ။ဒါပေမဲ့လက်ရှိတိုင်းပြည်အခြေအနေအကြောင်းထိုင်းနိုင်ငံဘန်ကောက်မြို့မှာပဲပရိသတ်တွေကိုနှုတ်ဆက်လိုက်ရတာဖြစ်ပါတယ်။အောင်လာရဲ့ပွဲကိုမိသားစုဝင်တွေကလည်း TV ကနေကြည့်ရှုအားပေးခဲ့ကြပါတယ်။အောင်လာဟာဝမ်ချန်ပီယံရှစ်ကစားမဘွား10နှစ်တာတက်တန်းအတွင်းမှာပွဲနဲ့10ကစားခဲ့ပြီး15ပွဲထိအနိုင်ရရှိကဝေတန်းတစ်ခုရဲ့ချန်ပီယံဖြစ်ခဲ့သူဖြစ်ပါတယ်။ဒီပွဲမှာအောင်လာရဲ့ဘော်ရာကာဒစ်စတန်အနေနဲ့ဝင်လုံးတာမျိုးမရှိပဲအောင်လာစေးကျဲဖြစ်အောင် stand fight ရှင်ကစားပေးသွားတာကလည်းလေးစားရမှာပါ။ဒါကပဲအောင်လာကိုနိုင်ပွဲရစေတဲ့အချက်ကလည်းဖြစ်သွားခဲ့ပါတယ်။ပေါ်မှာတော့အောင်လာကအများကြီးပို့သွားပါတယ်။အောင်လာကပွဲပြီးမှမြန်မာပရိသတ်တွေကိုအထူးကျေးဇူးတင်စကားပြောကြားသွားခဲ့ပါတယ်။အောင်လာကမြန်မာပရိသတ်တွေကိုကျွန်တော်အားလုံးကျေးဇူးတင်ပါတယ်။အားလုံးကိုလည်းချစ်ပါတယ်။ဘွားကတူတူလေးပါ။အနေအမြင့်တက်ကြတွေအများကြီးရှိပါတယ်ကျွန်တော်မိတ်ဆွေတွေကတော့ဒါကိုနားလည်ကြပါတယ်ဘွားမှာအမြင့်ဆုံးရောက်တာမျိုးလည်းရှိတယ်လို့နေကြတဲ့ကာလတွေလည်းရှိကြပါတယ်ဘလို့နေမြင့်တက်ကြပဲကြုံရပါစေအဆက်မပြတ်စူးစမ်းနေဖို့ပဲလိုအပ်ပါတယ်ဘွားမှာအရေးကြီးဆုံးကကိုမိသားစုနဲ့ချစ်ခင်သူတွေပါပဲအားလုံးကိုကျွန်တော်အရန်ချစ်ပါတယ်လို့ပြောသွားခဲ့ပါတယ်ကစားမဘွားကနေနားယူပြီးနီးပြလို့ပဲအောင်လာအန်ဆန်အနေနဲ့လည်းနီးပြဘွားမှာအောင်မြင်ပါစေလို့မြန်မာပြည်တွေကဆန္ဒပြုနေကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ